ဝါဆိုဝါကောင်းရှိရိကြည်လို့တပြေးသီးမဲ့ကောက်စုံခွေတရားစုကြုံဟုတေကမျောနဲ့မဲကြီးတွေ့တဲ့တေမျောနဲ့ဆိုတာကျိုးနဲ့လာခွေမွေနကားတောင်ကြောက်ဘူးခွေတို့လေကြောက်ပေါင်းအတူသွားဆိုအုံးလက်နွားလေးထားခဲ့မင်းသွားခွေသွားခွေမော်ရီတပွဲပွဲရွာနေတနေ့မှာတော့ဖိုးထူကကမောက်ကိုဆောင်ပြီးဘုမနက်ကိုစီကအိမ်မြင်ကိုထွက်လာခဲ့။ဒါပဲလေတော့အနောက်ကနေအဖေဖြစ်သူရဲ့အတန်ကိုကြားလိုက်တော့ဖိုးထူအပြင်ထွက်ဖို့လုံးနေရကရက်သွားခဲ့တယ်။ဟိုတာငပိန်တို့တော်ဘိုးတို့စီကိုသွားမလို့ပါဗျ။အေးနော်ကျောင်းပိတ်တာကိုအဖေကိုအိမ်မှာဝိုင်းကူမယ်မရှိဘူး။မိုးရွာနေလဲအပြင်ထွက်လဲဖို့ပဲချောင်းနေတာ။အဲ့လိုမဟုတ်ပါဘူးဖေရဲ့ဟိုသားတို့ဖွဲ့ငပိန်မှာစာတူလို့ဖို့ချိန်တာလို့ပါ။အော်ဟဲ့လားတားစားလို့မေသားပြောတာလွဲလေယူမသွားပါဘူးလွဲကမယူတာမဟုတ်ပါဘူးဖေရဲ့ဟိုတားလွဲယူသွားရင်အပြင်မှာမိုးရနေတော့စိုးကောမှာစိုးလို့ပါပြီးတော့စားအုပ်ကတော့တားငပိန်တို့စီမှာပေါင်းကြည့်လေရတာပဲဟာအေးနော်စားလုံးမဲ့ပုံလားငါးရှာဖားရှာထွက်မဲ့ပုံလားတော့မသိဘူးဟိုစားမဲလောက်ကြမှာပါဖေရဲ့အေးအဲ့လိုဆိုလဲပြီးရောညနေလဲအိမ်ကိုစောစောပြန်လာအောင်ကြားလားဟုတ်ကဲ့ပါဖေရဲ့အဲ့လိုနဲ့ဖိုးတူလေးကြံမြင်ကိုခက်သက်သက်လေးထွက်လာခဲ့လိုက်တယ်ဟိုတော်သေးတာပေါ့အလျှောက်ကောင်းလို့အထောင်းသက်သာသွားတယ်အဲ့လိုပြောပြီးဖိုးတူလေးငပိန်တို့အိမ်ကိုလာခဲ့လိုက်တယ်ငပိန်ကဟာဖိုးတူရောက်လာပြီဟုတ်တယ်ကွမိဝိုင်းနဲ့တော်ပေါ်ရောရောက်နေကြမလားရောက်နေကြပြီမဲနောက်ကြနေရလာအိမ်ထဲဝင်အောင်မဝင်တော့ဘူးလေငါဘုမနဲ့ချွတ်မှာအဆင်မပြေလို့လူစုံရင်လဲတို့တွေသွားကြဆိုလေဟာမင်းတို့ရေလဲငါ့လိုဘုမနဲ့စီးခဲ့ကြနော်မဟုတ်ရင်မျှော့တွယ်နေလိမ့်မှာမိဝိုင်းကမလီတို့လဲအဲ့ဒီမျှော့ကိုကြောင်လွန်းလို့စီးခဲ့ပါတယ်တော့ငပိန်ကလေတို့ဘောကြီးငါတို့အိမ်ထဲမှာကြိတ်ထားတဲ့ပလိုင်းလဲလွယ်ခဲ့ကွာထဲ့ချင်တာထဲ့လို့ရအောင်ပေါ့โอเคအဲ့လိုနဲ့တို့လေးယောက်ကခမောင်းနဲ့ဘုမနဲ့ကိုစီးပြီးတော့တော်ရဲကိုထွက်လာခဲ့ကြတယ်အတန်းကြောင်လမ်းလျှောက်လာပြီးနောက်မှာတော့ရေတွေပြည့်နေတဲ့လေကန်သင်းသားကိုရောက်လာခဲ့တယ်။အဲ့ဒီချိန်မှာပဲဖိုးတူကကြပြထားရွတ်တော့မိဝိုင်းတို့လေနောက်ကနေလိုက်ရွတ်ကြတယ်။ဝါဆိုဝါကောင်းရှိရိကြည်လို့တပြေးသီးမဲ့ကောက်စုံခွေတရားစုကြုံဟုတေကမျောနဲ့မဲကြီးတွေ့တဲ့တေမျောနဲ့ဆိုတာကျိုးနဲ့လာခွေမွေနကားတောင်ကြောက်ဘူးခွေတို့လေကြောက်ပေါင်းအတူသွားဆိုအုံးလက်နွားလေးထားခဲ့မင်းသွားခွေဘိုးတို့ဖွဲ့လေကြပြရွှတ်ရင်လဲရှောင်းလာရင်လေအိုင်တိုင်းကိုရောက်လာခဲ့တယ်အဲ့ဒီချိန်မှာပဲဖားအတန်တွေကိုစညက်စွာနဲ့ကြားလိုက်တော့တုတ်ဘောကဟာဖားအတန်လေးကြားတယ်ဆိုတော့တို့တွေဖားလေးဖမ်းကြမလားမိဝိုင်းကငါတို့ဖားမဖမ်းနိုင်ဘူးနော်ကြိုးပြောထားတာပြီးတော့ဖားသားလည်းမစားဘူးငပိန်ကလေဒီလိုအိုင်နေကဖားပြီးတော့စားလို့ရပါတယ်ဟာအေးလေဟာဒီတော့သူမမိဝိုင်းကတော့ကြီးကျယ်နေပြန်ပြီနင်တို့နော်အဖိုးတို့ဝင်ပြောပေးပါအောင်ဟာငါ့ကိုဝိုင်းပြောနေကြပြီဖိုးတို့ကလေအေးလေဟာငါတို့အဖွဲ့ထဲမှာဒီမင်းကလေးတယောက်တည်းရှိတဲ့ဟောင်းဝိုင်းစားနေကြပြန်ပြီကဲတို့လည်းဖမ်းဆက်ရှိရဖမ်းပြီးစောစောပြန်ကြရအောင်ငပိန်ကဟာဘာမှတော့မဖမ်းရသေးဘူးပြန်မို့ပြောနေပြီလားဖိုးတို့ရဲ့ဟုတ်တယ်လေငါဖေကငါ့ကိုအိမ်စောစောပြန်ခဲ့ဖို့မှားထားလို့ပါဟာပြီးတော့ငါဒီလာတာလေငါဖေကမသိဘူးမင်းတို့အိမ်မှာစာသွားလို့မယ်ဆိုပြီးညာထားခဲ့တာအေးပါဟာအဲ့လိုဆိုလေတို့တွေမြင်ဖမ်းစာရှိရဖမ်းပြီးတော့ပြန်ကြတာပေါ့အဲ့လိုနဲ့ပိုတူတို့အဖွဲ့လေငါးရှာဖားရှာဖို့စကြတယ်ပိုတူကအိုင်လေနားလောက်ထိမသွားကြနဲ့နော်ခုကရေရှမ်းနေရဆိုတော့အလင်နားလောက်မှရေနဲ့နေနိုင်တယ်ဟုတ်တယ်ဟာငါတောင်လေဟိုတလုံးကရွာရင်းမှာသတင်းတစ်ခုကြားလိုက်သေးတယ်မိမိုင်းကဘာသတင်းလဲငပိရဲ့ဒါလိုကမိုးရွာထဲမှာငါးရှာဖားရှာနဲ့လေသမားတယောက်သူရှာနေရဲ့အိုင်လင်နားလောက်ကိုသွားမိလိုက်လို့ရင်းနေပြီးတော့ဆုံးသွားတာလေဟာတူပေါ်ကနေအဲ့ဒီအိမ်ကဘယ်နာအိုင်လင်ဟိုဒီအိုင်တော့မှုတ်ပါအောင်နော်မဟုတ်တော့ပါဘူးတူပေါ်ရဲ့မင်းမလဲနော်နည်းနည်းဆိုရင်ကြောက်မေးဆိုတာကြီးပဲမကြောက်ပဲနေမလားဟာဟိုတလောကဒိုးနှစ်ယောက်တပြေးတိကူးဆိုင်နဲ့ဟိုဇောက်ထိုးသေးနဲ့တွေ့ကြတာမေ့သွားမလားဘဲမေ့မလဲဟာအဲ့ဒီဇောက်ထိုးသေးကအရန်ချောက်ဖို့ကောင်းနေဟာဖိုတူကကဲပါလေလေးကိုရှော့ပြီးတော့လှုပ်ရှားရှိရမြင်မြင်လှုပ်ကြရအောင်အဲ့
လိုနဲ့ဖိုးတူနဲ့မိဝိုင်းကငါးရှာကြပြီးငပိန်နဲ့တုပ်ပေါ်ကတော့ဖားကိုရှာကြတယ်ခဏအကြာမှာတော့တုပ်ပေါ်ကငါတော့ဖားတစ်ကောင်ရှာပြီဟဲ့တုပ်ပေါ်နေရတော့သွားပဲငပိန်တောင်လေးတကောင်မှမရသေးဘူးငါလေးရှာတော့မှာပါဟာငပိန်အဲ့လိုပြောနေတော့မှပဲတုပ်ပေါ်ကအာလောက်ကြမအောင်ပြောရလေငါဘိုးမနဲ့ထဲဝင်ပြီးငါတို့ကိုစုံနေပြီဟဲ့အဲ့ဒါဆိုလေဘိုးမနဲ့ကိုအရင်ချွတ်လိုက်နေဟာအဲ့လိုနဲ့တုပ်ပေါ်လေဘိုးမနဲ့ကိုချွတ်လိုက်ပြီးတော့မြောက်သူ့စတွေးနဲ့ဖြုတ်လိုက်တယ်တော်ပြီဟာငါဖားဆက်မရှာနိုင်တော့ဖိုးတူကဘာဖြစ်လို့လဲဟာဘာဖြစ်ရမှာလဲမင်းတို့ကငါ့ကိုမျှော့တယ်နေအောင်လာခုမဖြုတ်ပေးကြအောင်လေတကယ်ချင်းကောင်မပီတော့ငပိန်ကလေမျှော့ကဘာကြောက်စရာကောင်းလို့လဲတုပ်ပေါ်ရဲ့မင်းကလေယောက်ျားလေးဖြစ်ပြီးအပိုတွေလုံနေပြန်ပြီဟာမသိဘူးကွာငါတော့ဆက်ပြီးငါရောဖားရောမရှာနိုင်တော့မိဝိုင်းကလေအေးပါအဲ့လိုဆိုလေလေကန်သေးပေါ်မှာပဲဘာမှမလုပ်ဘူးငါတို့ကိုထိုင်ဆောင်နေဟုတ်ပလားအဲ့လိုနဲ့တုပ်ပေါ်လေးမိဝိုင်းပြောတဲ့အတိုင်းပလိုင်းလေးလွယ်ပြီးတော့လေကန်သေးပေါ်မှာပဲရက်ဆောင်နေခဲ့လိုက်တယ်ခဏအကြာမှာတော့ဖိုးတူကတုပ်ပေါ်ကြီးမင်းလက်ထားတဲ့ပလိုင်းလေးကိုငါထည့်အောင်မယ်ကွာဖိုးတူအဲ့လိုပြောပြီးနောက်ကိုလှည့်ကြည့်လိုက်တော့တုပ်ပေါ်ကလေကန်သေးပေါ်မှာရှိမနေရင်ပျောက်သွားခဲ့တယ်ဟမ်တုပ်ပေါ်မရှိတော့ဘူးငပိန်ကလေငါစောစောကနောက်လက်ကြည့်တော့ငါတော့သူရှိနေသေးပါတယ်ခုချက်ချင်းဖယ်ပြောက်သွားတာလေမိဝိုင်းကဟေ့မဟုတ်မတုပ်ပေါ်နောက်ဘက်ခံလိုက်ရတာလားဘယ်ရတာနောက်ဘက်ရမှာလေမိဝိုင်းရဲ့လေခွေးမြင်ကအဲ့လောက်ရှင်းနေတဲ့ဟာဖိုးတူကလေဒီတိုင်းနေနေလို့တော့မဖြစ်တော့ဘူးတုပ်ပေါ်ကိုလိုက်ရှာမှဖြစ်မှာတို့တွေရှာလာတဲ့ငါးနေပါကိုစုပြီးနှီးနဲ့ကြီးလိုက်ကွာအဲ့လိုနဲ့သူတို့၃ယောက်သားနှီးနဲ့ကြီးထားတဲ့ငါးနေပါအတွဲကိုဆွဲပြီးတော့တုပ်ပေါ်ကိုလိုက်ရှာကြတယ်တုပ်ပေါ်ရေတုပ်ပေါ်နေပါမလဲဟာဟဲ့အောင်တုပ်ပေါ်ရေဖိုးတူကတို့တွေဒီတိုင်းအော်ခေါ်နေလို့မဖြစ်သေးပါဘူးဟိုနားကတော့စမှာတုပ်ပေါ်ကိုသွားရှာကြမလားအေးလေအဲ့လိုဆိုလေတောထဲကိုသွားရှာကြည့်ကြတာပေါ့မိဝိုင်းကဟေးတုပ်ပေါ်ကလေမဟုတ်မှတို့တွေမမြင်လိုက်ခင်မှာရင်းနေသွားတော့မဟုတ်ပါဘူးနော်ရေတော့မနဲ့လွတ်ပါဘူးမိဝိုင်းရဲ့ကိုရင်းနေတော့သူလဲអော်မှာပဲလေခုကဘာတမ်းမှမကြပဲနဲ့ပျောက်သွားတာဆိုတော့တခုခုပဲအဲ့လိုနဲ့ဖိုးတူတို့၃ယောက်သားတောဆက်နာကိုရောက်လာခဲ့ကြတယ်ဒီတော်ရဲ့ဝင်လာတာတမျိုးပဲဟာတခုခုဖြစ်လာတော့မယ်လို့ငါအာယုံရနေတယ်ငပိန်အဲ့လိုပြောနေတော့မှတုပ်ပေါ်ကခြုံနေကြတဲ့ကနေထွက်လာခဲ့တယ်မိဝိုင်းကဟေးဟိုမှာတုပ်ပေါ်မအောင်အဲ့လိုပြောပြီးတုပ်ပေါ်နောက်ကိုပြေးသွားလိုက်တယ်တုပ်ပေါ်နေဘယ်ရီရှောက်သွားနေရလဲအစင်ရောပြေးရလားယင်မိဝိုင်းကအဲ့လိုမေးလိုက်တော့တုပ်ပေါ်ကမိဝိုင်းကိုတွန်းလှည့်လိုက်တယ်ဖေဆန့်ကဒီကလေးတော်တော်ရှိတယ်တုပ်ပေါ်တွန်းလိုက်တဲ့အချိန်ကြောင့်မိဝိုင်းကကြုံနေနားကိုရှောက်သွားခဲ့တာအဲ့ဒီချိန်မှာပဲဖိုးတူကဟေးမိဝိုင်းနေမဖြစ်သွားသေးလေအဲ့လိုပြောပြီးမိဝိုင်းနောက်ကိုပြေးသွားလိုက်တယ်ငါဘာမှဖြစ်ပါဘူးတုပ်ပေါ်မဟုတ်တော့ဘူးတင်နေဖိုးတူတို့တွေဘယ်လိုလုပ်ကြမလဲအဲ့ဒီချိန်မှာပဲငပိန်ကတုပ်ပေါ်နောက်ကိုသွားလိုက်တယ်မင်းဘာတူလဲဘာလို့ငါတို့တငယ်ချင်းကိုတွေကိုဝင်ထားတာလဲညလုံးနဲ့နေရဲတုပ်ပေါ်ကငါ့ကိုမေးခွန်းနဲ့လာမင်းမနေနဲ့ငါမဖြေနိုင်ဘူးငါ့ကိုမင်းလက်တရားငါနဲ့ဘာကိုပေးစမ်းမပေးနိုင်လေသဘောပဲလေငါမင်းတို့တငယ်ချင်းကိုလည်းအပေးတိုင်းခေါ်သွားလိုက်ပါငပိန်ကဖိုးတူဘယ်လိုလုပ်ကြမလဲဖိုးတူကလေဟုတ်ပြီလေမင်းကိုဒီကငါနဲ့ဘာကိုပေးမယ်မင်းငါတို့တငယ်ချင်းကိုတွေကအရင်ထွက်ပြီအေးမင်းတို့ပြောတဲ့အတိုင်းဂရိတီးပါစီနော်မဟုတ်ရင်ငါမင်းတငယ်ချင်းကိုချက်ချင်းတက်ပြစ်လိုက်မှာတော်ဘွားအဲ့လိုပြောပြီးတော့မင်းလေးကြောက်သွားခဲ့တယ်အဲ့ဒီချိန်မှာပဲငပိန်ကသူကင်ထားတဲ့ငါးနေဘာကိုအဝေးကိုလွှတ်ပြစ်လိုက်တယ်မိဝိုင်းလေးလဲကျသွားတဲ့တော်ဘွားနောက်ကိုသွားလိုက်တယ်တော်ဘွားရေတော်ဘွားကနာကိုလှုပ်နှိုးလိုက်ချိန်မှာတော်ဘွားကနိုးလာခဲ့တယ်ဟမ်ငါဘာလို့မြေကြီးမှာအိတ်နေရတာလဲတော်ဘွားနေသတိပြန်လဲလာပြီလားယင်ငါဘာဖြစ်လို့လဲမိဝိုင်းပြီးတော့ဘာလို့ဒီကိုရောက်နေရလဲအဲဒီတော့မှဖိုးတူကတုပ်ပေါ်ကိုကြောင်းစုံရှင်းပြလိုက်တယ်ဟမ်ဒါဆိုငါတရေဝင်ဘူးတာခံလိုက်ရတာပေါ့အဲ့လိုပဲဆိုပါတော့ခုရောအဲ့ဒီတရားရှိနေသေးလားဒီနားမှာပဲရှိနေလောက်သေးတယ်
တို့တွေအိမ်ကိုမြင်မြင်ပြန်ကြတာပေါ့အဲ့လိုနဲ့သူတို့၄ယောက်သားလေးအိမ်ကိုခက်သက်သက်လေးရှောက်ပြီးတော့ပြန်လာခဲ့လိုက်ကြတယ်